ရှစ်မိတ်ဆွေတို့ရေပစွန်လေးနဲ့ခဝဲသီးကိုအချိုချက်လုံးချက်လေးချက်စားမယ်ရှင်အရင်ဆုံးပစွန်ကိုအခွန်လေးခွာပြီးစိကြောတန့်စင်ထားပါမယ်ရှင်စီပူလာရင်တပြားရိုက်ထားတဲ့ကြက်သွန်ဖြူလေးနဲ့စီတပ်ပေးပါမယ်ရှင်ကြက်သွန်အနှံလေးမှုေးလာပြီဆိုရင်ပစွန်လေးထည့်ပါမယ်ရှင်ပစွန်အနှံလေးမှုေးလာပြီဆိုရင်ခဝဲသီးလေးထည့်ပြီးတော့ငန်းပြားရည်ရဲ့ရတာမှုံလေးထည့်ပြီးဆက်ပြီးကြော်ပေးရပါအောင်မယ်ရှင်ရေလေးအနှဲငယ်ထည့်ပြီးအဖုံးလေးခဏအုပ်ထားပေးပါမယ်ရှင်ခဝဲသီးလေးနူးလာပြီဆိုရင်တော့စားလို့ရပါပြီရှင်